GDP ရဲ့အရှိက Gross Domestic Product ဖြစ်ပါတယ် GDP ဝင်ငွေဆိုတာဘာလဲ GDP ဝင်ငွေဆိုတာနိုင်ငံတစ်နိုင်ငံမှာတစ်နှစ်အတွင်းထုတ်လုပ်ခဲ့တဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုအားလုံးရဲ့တန်ဖိုးကိုဆိုလိုတာပါကမ္ဘာပေါ်က GDP ဝင်ငွေအများဆုံးနိုင်ငံကဘယ်နိုင်ငံတွေလဲကမ္ဘာပေါ်က GDP ဝင်ငွေအများဆုံးနိုင်ငံကတော့အမေရိကန်နိုင်ငံဖြစ်ပါတယ်အမေရိကန်နိုင်ငံက2024ခုနှစ်မှာ US ဒေါ်လာ25.43 ထရီလီယံရှိပါတယ်အမေရိကန်နိုင်ငံဟာ1920ခုနှစ်ကတည်းကထိပ်ဆုံးကနေဦးဆောင်ခဲ့တာဖြစ်ပါတယ်ဒုတိယဝင်ငွေအများဆုံးကတရုတ်နိုင်ငံဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့ GDP ဝင်ငွေကတော့ US ဒေါ်လာ14.9 ထရီလီယံရှိပါတယ်တတိယနေရာမှာကတော့4.25 ထရီလီယံနဲ့ဂျပန်နိုင်ငံစတုတ္ထနေရာမှာကတော့3.85 ထရီလီယံနဲ့ဂျာမနီနိုင်ငံနဲ့ပြင်စမနေရာမှာကတော့3.41 ထရီလီယံနဲ့အိန္ဒိယနိုင်ငံတို့ကရပ်တည်နေပါတယ် GDP ဝင်ငွေများတိုင်းနိုင်ငံသားတွေချမ်းသာတယ်လား2ယောက်ရှိတဲ့မိသားစုက100ကျပ်ရတယ်5ယောက်ရှိတဲ့မိသားစုက150ကျပ်ရတယ်ဆိုရင်2ယောက်ရှိတဲ့မိသားစုကပိုပြီးအဆင်ပြေတာကိုလူကြီးမင်းတို့သိပြီးသားဖြစ်ပါတယ်နိုင်ငံသားတွေချမ်းသာမချမ်းသာတာဆိုတာကလူတစ်ယောက်မှရတဲ့ပြားမြ GDP ဝင်ငွေနဲ့တက်ဆိုင်တာပါနိုင်ငံသားအလိုက် GDP ဝင်ငွေအများဆုံးနိုင်ငံတွေကတော့လူဇင်ဘတ်နိုင်ငံဟာ2024ခုနှစ်အတွင်းလူတစ်ယောက်ကို US ဒေါ်လာ1,45,616 တန်းနဲ့ပြားမြဝင်ငွေရှိပြီးတော့ထိပ်ဆုံးကရှိပါတယ်စင်ကာပူနိုင်ငံကတော့လူတစ်ယောက်ကိုပြားမြဝင်ငွေ US ဒေါ်လာ1,43,344 တန်းနဲ့ဒုတိယနေရာကရပ်တည်နေပါတယ်အဲ့ဒီနောက်မှာအိုင်ယာလန်နိုင်ငံကလူတစ်ယောက်ကို US ဒေါ်လာ1,29,599 တန်းနဲ့ကာတာနိုင်ငံကလူတစ်ယောက်ကို US ဒေါ်လာ1,29,261 တန်းတို့ကလူတစ်ယောက်ချင်းစီဝင်ငွေအများဆုံးနဲ့အတီးတီးရပ်တည်နေပါတယ် GDP ဝင်ငွေကိုဘယ်လိုတွက်တယ်လဲ GDP ဝင်ငွေကိုနီလန်း3မျိုးနဲ့တွက်ပါတယ်ပထမနီလန်းက production approach ထုတ်လုပ်မှုအပေါ်အခြေခံတွက်နည်းဒီနီလန်းကတော့နိုင်ငံတစ်နိုင်ငံမှာထုတ်လုပ်တဲ့အရာတွေတန်ဖိုးပေါ်အခြေခံပြီးတွက်တာဖြစ်ပါတယ်ဒုတိယနီလန်းက income approach ဝင်ငွေပေါ်အခြေခံတွက်နည်းဒီနီလန်းကတော့လူအဖွဲ့အစည်းအနေနဲ့ရရှိတဲ့လစာအမြတ်အကျွေးအတိုးစတဲ့ဝင်ငွေတန်ဖိုးပေါ်အခြေခံတွက်တာဖြစ်ပါတယ်တတိယနီလန်းက expenditure approach အတုံးစရိတ်ပေါ်အခြေခံတွက်နည်းဒီနီလန်းကတော့နိုင်ငံအတွင်းကလူတွေစီးပွားရေးအဖွဲ့အစည်းတွေသုံးစွဲတဲ့ပစ္စည်းနဲ့ဝန်ဆောင်မှုအပေါ်အခြေခံတွက်တာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်မြန်မာနိုင်ငံမှာစစ်မှုလုပ်ငန်းကထုတ်တဲ့ကုန်ပစ္စည်းတန်ဖိုးတွေလေယာထုတ်ကုန်နဲ့ဘဏ်ဟိုတယ်ပညာရေးကျန်းမာရေးစတဲ့ဝန်ဆောင်မှုတွေကနေ GDP ဝင်ငွေကိုရရှိပါတယ်2024ခုနှစ်မြန်မာနိုင်ငံရဲ့ GDP ဝင်ငွေကတော့ US ဒေါ်လာ84.38 ဘီလီယံရှိပါတယ် GDP ဝင်ငွေကိုကြည်ကျင်အားဖြင့်နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးအရှိန်ဟုန်ကိုတိုင်းတာနိုင်ပါတယ်တနိုင်ငံနဲ့တနိုင်ငံကြားမှာချမ်းသာမှုနိုင်ရှင်ရမှာလဲ GDP ဝင်ငွေနဲ့ဆုံးဖြတ်ပါတယ်စီးပွားရေးကောင်းမွန်လာတယ်လားဒါမှမဟုတ်စီးပွားရေးအားနည်းလာတယ်လား GDP ဝင်ငွေကိုကြည်ကျင်အားဖြင့်သိရှိနိုင်ပါတယ်လူကြီးမင်းတို့လည်းဘုဒ္ဓတရမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေတင်ရင်တီးအောင်ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာ